Hallelujah. သက်ရှင်တဲ့ဖျားရှင်အနာမတော်ကိုရှေးဥစွာချီးမွမ်းပါတယ်။ဘုန်းကြီးချင်းချီးမွမ်းခြင်းဂုဏ်ပြုခြင်းကိုးကွယ်ခြင်းလုံးစုံကိုခံထိုက်တော်သူဟာယနေ့ကျမတို့တဲ့အသက်ရှင်တဲ့ဖျားသခင်ထာဝရဖျားတပါးတည်းပဲဖြစ်တယ်။ကျမတို့ချီးမွမ်းဖို့ရန်အတွက်ခံထိုက်တဲ့ဖျားဟာထိုဖျားပဲဖြစ်တယ်။ကျမတို့ချီးမြှောက်ဖို့ရန်အတွက်ခံထိုက်တဲ့ဖျားဟာထိုဖျားပဲဖြစ်တယ်။ကျမတို့ကိုးကွယ်ဖို့ရန်အတွက်ခံထိုက်တဲ့ဖျားသခင်ဟာထိုဖျားသခင်ပဲဖြစ်တဲ့အတိုင်းဘုံလုံးစုံဖျားကိုပဲပေးအပ်ပါတယ်။ဖျားသခင်နာမတော်ဘုန်းကြီးပါစေ။ဒီနေရာမှာကျမကိုအချိန်တိုင်းခွင့်ကောင်းကိုပြင်ဆင်ပေးတဲ့ဖျားရှင်နာမတော်ကိုရှေးဥစွာချီးမွမ်းတယ်ပြီးတဲ့အခါမှာကျမတို့တတိတရားနဲ့ဒီနေရာမှာအချိန်နာရီဤကဲ့သို့ဒီအချိန်ကိုပေးတဲ့အတွက်တန်ဖိုးရှိတဲ့ဒီအချိန်ကိုပေါ့နော်ကျမကိုတတိယပရောမှာပေးတဲ့အတွက်အမျိုးသမီးများအဖွဲ့ကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းဒီနေရာနေမှာပြောကြားချင်ပါတယ်လို့ကျမဒီနေ့ဝင်ငှဖို့ရန်အတွက်ယူဆောင်လာတဲ့ကျမ်းပိုက်ကတော့ကျမရာဇဝင်သရုတ်ထဆောင်ဖြစ်နိုင်တဲ့ဆိုရင်ကျေးဇူးပြုရဲ့ projector မှာလည်းကျမထိုးပေးစေချင်ပါတယ်လို့ဓမ္မရာဇဝင်သရုတ်ထဆောင်အခန်းကြီး၄အပိုင်ငယ်၈ကနေမှ39အထိဖြစ်မယ်ပြီးတဲ့အခါမှာဓမ္မရာဇဝင်သရုတ်ထဆောင်အပိုင်ငယ်အခန်းကြီး6အခန်းကြီး၈အပိုင်ငယ်1ကနေမှ6အထိဖြစ်ပါတယ်လို့ခဏလေးပေါ့နော်ကျမအနေနဲ့ဒီ season အတွက်ခဏလေးဖျားလက်ထဲမှာအနှံ့ချင်ပါတယ်သက်ရှင်တော်မူလျက်ကောင်းမြတ်တော်မူသောဖျားကိုရောနာမတော်ကိုချီးမွမ်းတယ်ကိုရောဘုံလုံးဆောင်ခံထိုက်တော်သူဟာကိုရောပဲဖြစ်တယ်ကိုရောချီးမွမ်းခြင်းလုံးစုံကိုခံထိုက်တော်သူဟာကိုရောပဲဖြစ်တယ်ကိုရောဒီနေရာမှာကိုရောသခင်ဖျားရဲ့နေ့ရက်ထဲမှာသမီးတို့ကိုရောကိုချီးမွမ်းကိုးကွယ်ဖို့ရန်အတွက်လာကြတဲ့အခါမှာကိုရောသမီးတို့ကိုချီးနှီးမဖြစ်စေဘဲနဲ့ကိုရောဒီနေရာမှာတန်ရှင်းသောဝိညာဉ်တော်လွတ်လပ်စွာနေရာယူပြီးလှုပ်ရှားဖို့ရန်အတွက်သမီးတို့ဆုတောင်းတယ်ကိုရောဝိညာဉ်တော်မပါဘူးဆိုရင်သမီးတို့ဘာအရာတွေပဲလှုပ်ဆောင်ပါစေအချင်းနီးလှုပ်ဆောင်ခြင်းဖြစ်တယ်ကိုရောရှေ့မှောက်မှာကိုရောဝိညာဉ်တော်မပါရင်အချင်းနီးတက်ပဲဖြစ်တယ်ကိုရောဒီအချင်းတွေဖြစ်ဖို့ရန်အတွက်ကိုရောဝိညာဉ်တော်ဥဆောင်ပါကိုရောတန်ရှင်းသောဝိညာဉ်တော်အဖြစ်နေရာယူပါကိုရောဒီနေ့ကိုရောရှင်ဖျားသမီးနှုတ်ပါဆက်ရှောက်လဲကိုရောဝိညာဉ်တော်ဖျားပေးသိလျက်အယောက်စီတိုင်းအတွက်တော်လည်းကောင်းအသင်းတော်အတွက်တော်လည်းကောင်းဒီနေ့အမှန်တကယ်လိုအပ်နေတဲ့နှုတ်ကပတ်တော်ကိုရောတစားပလာဖြစ်သမီးကိုရောအသုံးပြုပြီးကိုရောဖွင့်ဟပါဖျားသခင်ရဲ့လက်တော်မှာအနန္တကိုရောစစ်တိုက်ရာကာလဖို့မြင်းများကိုပြင်ရတော့လဲကျေးဇူးတော်ကြောင့်သာချမ်းသာရပါတယ်ကိုရောဒီနေ့ကိုရောရှင်ဖျားသမီးပြင်ဆင်ထားအရာတွေအားလုံးဟာသမီးရဲ့ကိုယ်ပိုင်ဉာဏ်နဲ့မဟုတ်ပဲဖျားသခင်ဝိညာဉ်တော်ဖွင့်ပြခြင်းနဲ့ကိုရောရဲ့ဘုန်းတော်အတွက်ဖြစ်စေပါမယ်အကြောင်းလက်တော်မှာယေရှုခရစ်တော်၏နာမတော်မြတ်ကိုသာမြည်ပြုလျက်ဆုတောင်းကအနန္တပါ၏ပါအာမင်ဒီနေ့ပေါ့နော်ကျမအနေနဲ့မြန်မာလိုနဲ့ကျမဖတ်မယ်ပေါ့နော်ချင်းလိုနဲ့ဖတ်ချင်းလိုနဲ့ကျမ်းစာဖတ်တဲ့သူကကျေးဇူးပြုချင်းလိုနဲ့ဖတ်ပါ for youth I'm going to preach today. I'm going to preach about, which is taken from 2 Kings chapter 4, verses 8 to 37. And then another one, chapter 8, verses 1 to 6. So I'm going to read that one. While I was reading that, you also can read in English as well. Okay, so... တနေ့တ၌အေလိရှဲသည်ရှုနေမျိုးသို့သွားရတွင်ထိုမျိုး၌ထင်ရှားသောမိန်းမတစ်ယောက်သည်အေလိရှဲကိုကျွေးခြင်းငါခေါ်ပင်လေ၏နောက်မှထိုလမ်းသို့သွားသောအခါကျွေးခြင်းကိုခံအံ့သောငါထိုအိမ်သို့ဝင်တက်၏မိန်းမကလည်းငါတို့နေရာလမ်းဖြင့်အစဉ်သွားလာသောဤသူသည်ဖျားသခင်ဤတန်ရှင်းသူဖြစ်သည်ကိုကျွန်ုပ်ရိပ်မိပါ၏ဝင်ရိုးပေါ်မှာအခန်းငယ်တစ်ခုကိုလှုပ်ကြကုန်သူ့အဖို့ကတင်စပွဲထိုင်ခုံမိခုံတို့ကိုထားကြကုန်တို့ဖြစ်၍သူသည်ငါတို့စီသို့ရောက်သောအခါထိုအခန်းထဲသို့ဝင်လိမ့်မည်ဟုမိမိခင်ပွန်းအားဆို၏တနေ့တနာရီအေလိရှဲရောက်သဖြင့်ထိုအခန်းထဲသို့ဝင်၍အိမ်နေ၏ထိုရှုနေမြို့သူမိန်းမခေါ်လောမိမိကျွန်ဂေဟာစီအားဆိုသည့်အတိုင်းခေါ်၍မိန်းမသည်အေလိရှဲရှေ့မှရက်နေ၏အေလိရှဲကတင်သည်ငါတို့ဘို့ဤမြလောက်လှုပ်ကြွေးပြုစုသည့်အတွက်တင့်အဖို့အဘယ်သို့ပြုရမည်နည်းတင့်အဖို့ရှင်ဘရင်ထံဘိုးချုပ်မင်းထံ၌ငါပြောရမည်လောဟုဂေဟာစီမိမိအကြောင်းစီရင်သောမိန်းမကကျမသည်ကိုအဆွေအမျိုးတို့တွင်နေပါအောင်မည်ဟုပြန်ပြော၏အေလိရှဲကလည်းဤမိန်းမဖို့အဘယ်သို့ပြုเสียရှိသနည်းဟုမေးပြန်လျက်ဂေဟာစီက
ဤမိမ၌သားသမီးမရှိပါသူခင်မွန်လဲအိုလှပြီဟုဆိုသောတဖန်ခေါ်အောင်လောဟုဆိုသည့်အတိုင်းခေါ်၍မိမသည်တကားဝမှရက်နေ၏အေလိရှဲကလည်းတင်းသည်နောင်နှင့်ဤအချိန်အရွယ်စေသောအခါသားကိုဖက်ရလိမ့်မည်ဟုဆိုလျင်မိမကအိုရှင်ဘုရားသခင်ဤလူကိုရောကျွန်မကိုမူတာမသုံးပါနှင့်ဟုပြန်ပြော၏ထိုနောက်မိမသည်ပရိသတိယူ၍အေလိရှဲချင်းချက်သောအချိန်အရွယ်စေသောအခါသားကိုဖွားမြင်လေ၏ထိုသားသည်နှုတ်ကွာပြီးမှတနေ့တ၌စပါးရိတ်သောသူတို့ရှိရာမိမိအဘထံသို့သွား၍ငါသည်ခေါင်းနာ၏ဟုအဘအားပြောဆိုလျင်အဘကသူငယ်ကိုအမိထံသို့ယူသွားလောဟုလူလင်အားပြော၏လူလင်သည်အမိထံသို့ယူသွား၍တငယ်သည်အမိရင်ခွင်၌ထိုင်၍မွန်းတဲ့အချိန်ရှိပြီးမှသေ၏အမိသည်မြို့ရိုးပေါ်သို့တက်၍အလောင်းကိုဖျားသခင်လူဤကရင်ပေါ်မှာထားပြီးလင်တကားကိုပိတ်ခဲ၍သွားလေ၏ခင်မုန်းကိုလည်းခေါ်၍ကျွန်ုပ်သည်ဖျားသခင်ဤလူထံသို့ပြေး၍တဖန်လာအောင်မီလူလင်တယောက်နှင့်မြည်တစည်းကိုထည့်လိုက်ပါဟုဆိုလျင်ခင်မုန်းကအဘယ်ကြောင့်ယနေ့သွားခြင်းသနည်းလဆန်နေမဟုတ်ဥပုံနေလည်းမဟုတ်ဟုဆိုသောမိန်းမကကောင်းပါလိမ့်မည်ဟုပြန်ပြော၏မြည်ကိုကုန်းနှီးတင်ပြီးမှကျွန်ကိုခေါ်၍နှင်သွားလောငါမပြောနဲ့ငါကြောင့်အသွားမနှေးစေနှင့်ဟုငါမပြောလျင်ငါကြောင့်အသွားမနှေးစေနှင့်ဟုကျွန်အားမှားထားသဖြင့်ခရီးသွား၍ဘုရားသခင်လူရှိရာကာရမေလတောင်သို့ရောက်သည်ကိုဘုရားသခင်လူသည်အဝေးကမြင်သောအခါမိမိကျွန်ဂေဟာစီကိုခေါ်၍ရှုနှင်မျိုးသူမိန်းမလာ၏တင်ပြေး၍ခရီးဥကြိုပြုပြီးလင်ကိုယ်တိုင်မာ၏လောခင်မွန်းမာ၏လောဟုသူငယ်မာ၏လောဟုစေလူ၍မေးစေသောမိန်းမကမာပါ၏ဟုဆို၏ဘုရားသခင်လူရှိရာတောင်ပေါ်သို့ရောက်သောအခါသူ၏ခြေတို့ကိုဖတ်လေ၏ဂေဟာစီသည်စီတားခြင်းကချင်းလာလျင်ဘုရားသခင်လူကသူကိုမစီတာနဲ့သူသည်စိတ်ညှိုးငယ်ခြင်းရှိ၏ထိုအကြောင်းကိုထာဝရဘုရားသည်ငါအားမပြဝတ်ထားတော်မူပြီဟုဆို၏မိန်းမကလည်းကျမသည်ကျမသခင်ထံမှာသားစုကိုတောင်းပါသလောကျမကိုမူတာမသုံးပါနှင့်ဟုရှောက်ဆိုသည်မဟုတ်လောဟုဆို၏အေလိရှဲသည်ဂဟာစီကိုခေါ်၍တင်းခါကိုစီလောငါတောင်ဝေးကိုကန်၍သွားလောလမ်းမှာသူတစ်ပါးကိုတွေ့လင်မနှုတ်ဆက်နဲ့တင်းကိုသူတစ်ပါးနှုတ်ဆက်လင်ပြန်၍မပြောနဲ့ငါတောင်ဝေးကိုတငယ်မျက်နှာပေါ်မှာကျင်လောဟုမှာထားလေ၏အမိကလည်းထာဝရဘုရားသည်ကိုရောအသက်ရှင်တော်မူသည့်အတိုင်းကျမသည်ကိုရောနှင့်ကြွား၍မသွားနိုင်ပါဟုဆိုလျင်အေလိရှဲသည်ထ၍လိုက်လေ၏ဂဟာစီသည်အရင်သွား၍တောင်ဝေးကိုလူငယ်မျက်နှာသူငယ်၏မျက်နှာပေါ်မှာတင်သောသူငယ်သည်အတန်မပြူအမှုမထားထိုကြောင့်ဂဟာစီသည်အေလိရှဲကိုခရီးဥကြိုပြု၍သူငယ်သည်မနိုးပါဟုပြန်ပြော၏အေလိရှဲသည်အိမ်သို့ရောက်သောအခါတငယ်သည်လျက်မိမိကရင်ပေါ်မှာတင်ထားလျက်ရှိသည်ကိုတွေ့သဖြင့်အထဲသို့ဝင်၍နှစ်ယောက်ထဲရှိစေခြင်းကတကားကိုပိတ်လျင်ထာဝရဘုရားကိုဆုတောင်းလေ၏တငယ်၏နီးပါးသို့ချီ၍သူ့အပေါ်မှာအိလျက်နှကန်းခြင်းမျက်စိခြင်းလက်ချင်းထက်လျက်သူငယ်ပေါ်မှာကိုလှန်သဖြင့်သူငယ်အသားသည်နှွေးစားရှိ၏တဖန်ဆင်း၍အခန်းထဲမှဆင်းကြံသွားပြီးလင်ချင်းပြန်၍တငယ်ပေါ်မှာကိုလှန်သဖြင့်သူငယ်သည်ခုနှစ်ချိန်ခြေဆက်၍မျက်စိကိုဖွင့်၏အေလိရှဲသည်ဂဟာစီကိုခေါ်၍ရှုနှင်မျိုးသူမိန်းမကိုခေါ်လိုက်ဟုဆိုသည့်တိုင်းခေါ်၍သူသည်ရောက်လာသောအခါအေလိရှဲကတင်းဤသားကိုချီယူလောဟုဆို၏မိန်းမသည်အထဲသို့ဝင်၍မြေပေါ်မှာပြက်ဝဥချပြီးလင်သားကိုချီယူ၍ထွက်သွားလေ၏အခန်းကြီး၈ပိုင်းငယ်1ကနေ6တဖန်အေလိရှဲသည်အထက်ကအသက်ရှင်စေသောသူငယ်၏အမိကိုခေါ်၍တင်းသည်အိမ်သူအိမ်သားနှင့်တကွထသွားလောတဲခို၍နေနိုင်သောအရက်တစုံတရက်၌တဲခို၍နေလောထာဝရဘုရားသည်အစာခေါင်းပါရာကာလကိုမှားလိုက်တော်မူပြီးတပြည်လုံး၌9နှစ်အစာခေါင်းပါလိမ့်မည်ဟုတတိပေး၏ထိုမိန်းမသည်ဘုရားသခင်လူ၏စကားကိုနားထောင်သဖြင့်အိမ်သူအိမ်သားတို့နှင့်တကွသွား၍ဖိလိတိပြည်၌9နှစ်နေ၏9နှစ်စေသောအခါဖိလိတိပြည်မှပြန်လာ၍ကိုအိမ်ကိုမြေကိုရအံ့သောငါအတနာတော်ခံမိအကြံနှင့်ရှင်ဘရင်ထံသို့သွား၏ထိုအခါရှင်ဘရင်သည်ဘုရားသခင်လူ၏ကျွန်ဂေဟာဇီနှင့်နှုတ်ဆက်လျက်အေလိရှဲပြုသောအံ့ဘွယ်သောအမှုတို့ကိုပြောပါလော့ဟုမိန်တော်မူ၍အေလိရှဲသည်တည်သောသူအသက်ရှင်စေကြောင်းကိုဂေဟာဇီသည်ပြန်လျှောက်စဉ်တွင်အသက်ရှင်စေသောသူငယ်၏အမိသည်ကိုအိမ်ကိုမြေကိုရအံ့သောငါအတနာတော်ခံလေ၏ဂေဟာဇီကလည်းအရှင်မင်းကြီးဤမိန်းမကယခုပြောသောမိန်းမဤတငယ်ကအေလိရှဲအသက်ရှင်စေသောတငယ်ဖြစ်ပါသည်ဟုလျှောက်လျင်ရှင်ဘရင်သည်မိန်းမကိုမေး၍မိန်းမလည်းတသက်ခံ၏ထိုအခါရှင်ဘရင်ကသူ၏ဥစ္စာရှိသမျှကိုပြည်တော်ကထွက်သောနေ့မှစ၍ယခုတိုင်အောင်မြေ၌ဖြစ်သမျှကို၎င်းပြန်ပေးစေဟုမိန့်တော်မူလျက်သူ၏အမှုကိုစောင့်စီခြင်းကအရာရှိတယောက်ကိုခံထားတော်မူ၏တဲ့ဒီနေ့ဒီအမျိုးသမီးတွေပေါ့နော်ချီးကျူးစရာကောင်းတဲ့အမျိုးသမီးတွေအများကြီးထဲကနေမှကျွန်မဒီနေ့
ဒီအမျိုးသမီးအကြောင်းကိုပေါ့နော်ဒီနေ့ဝင်ငှဖို့ရန်အတွက်ဒီနေ့ယူဆောင်လာတာဖြစ်ပါတယ်လို့ကျွန်မတို့ခွင့်ပြုပါနော်ရေခဏတောက်ချင်ပါတယ် Okay အဲ့ဆိုလို့ရှိရင်ကျမတို့ဟေပြဲဩဝါဒစာခန်းကြီး1အပိုင်ငယ်1မှာကြည့်တဲ့အခါမှာပေါ့နော်ဟိုးဓမ္မဟောင်းကာလမှာတဲ့ဖျားသခင်ကတဲ့ prophet များအားဖြင့်အနည်းနည်းနဲ့ဖျားသခင်ကစကားပြောတယ်တဲ့ဓမ္မဟောင်းကာလမှာတော့ကဖျားသခင်က prophet တွေကိုအသုံးပြုပြီးတော့မှလူတွေကိုအချိန်စကားတွေပြောခဲ့တယ်လူတွေကိုစကားပြောချင်လို့ရှိရင်ကျမတို့လိုမျိုးကိုရောယေဆိုပြီးဆုတောင်းခန်းထဲမှာသွားဝင်ရင်လေဖျားသခင်ကအဲ့တော့ကအခုဂျေဇုတော်ခေလို့ပေါ့နော်ဓာတ်ရိုက်စကားပြောချင်းထက် prophet တွေအပြင်စကားပြောလေးရှိတယ်အဲ့ဒါဒီနေ့မှာဆိုရင်ကျမတို့ဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုခံစားရတဲ့သူများဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ကျမတို့တစ်ခုခုဆိုရင်ဘုရားသခင်နဲ့ကျမတို့ဟာဓာတ်ရိုက်ဆက်သွယ်ခွင့်ရှိတော်သူများဖြစ်တယ်။အဲ့ဒါကြောင့်နေ့တိုင်းမှာဘုရားရဲ့ကျေးဇူးတော်တွေကကျမတို့အတွက်ဒီတစ်ခုနဲ့တောင်မှကျမတို့အတွက်တော်တော်ကြီးကိုလုံလောက်နေပြီဖြစ်တယ်။ယေရှုခရစ်တော်ဘုရားပြုတ်ပေးတဲ့အမှုအတွက်ကြောင့်မို့ကျေးဇူးတော်ကြောင့်ကျမတို့ဟာဖြောင့်မတ်ရာကိုရောက်တော်သူများဖြစ်တယ်။ဒီနေ့မှာလည်းဒီရဲ့နှုတ်ကပတ်တော်ကိုကြည့်ခြင်းအပြင်သူ့အသက်တာကိုဖတ်တဲ့အခါမှာပေါ့နော်အယံကိုအတူယူစရာတွေကြည့်ပဲအားလုံးမှာဒီနေ့ကျမတို့ရဲ့လက်တွေ့ဘဝနဲ့ပေါ့နော်လက်တွေ့ apply လုပ်စရာတွေကြည့်ပဲကျမတို့လက်တွေ့ဘဝမှာနေ့တိုင်းကျင့်သုံးစရာတွေပဲပြည့်နေတယ်ဆိုတာကိုတွေ့ရတယ်ပထမဦးဆုံး तू ကဘာလုပ်လဲဆိုရင်ဒီမျိုးသမီးဟာပေါ့နော် discernment spirit ရှိတယ်ဘာကြောင့်လဲဆိုရင် तू ဟာဒီလူဟာဘုရားသခင်ရဲ့လူဖြစ်တယ်ဆိုတာကို तू သိတဲ့အခါမှာသူ့ရဲ့အိမ်ထဲမှာဖိတ်ခေါ်တယ်ပြီးလို့ရှိရင်ကျမသားလေးရဲ့စံစာအုပ်ကိုကြည့်တဲ့အခါမှာဆိုရင် तू ကဘာပြောထားလဲဆိုရင်အိမ်ထဲမှာတဲ့ဒီအေလိရှဲဟာဒီအမျိုးသမီးနဲ့တူဒီအမျိုးသမီးရဲ့အမျိုးသားနဲ့ပေါ့နော်အတူတူစားတောက်တယ်တဲ့သူတို့အိမ်ထဲမှာပေါ့နော်အေလိရှဲဟာအဲ့ဒီမြို့ကိုရှုနေမြို့ကိုဖျက်သွားတဲ့ခါတိုင်းမှာသူတို့အိမ်ထဲမှာဝင်လေးရှိတယ်ဒီနေ့ဒီအမျိုးသမီးဟာလည်းရှုနေမြို့တစ်ခုလုံးကိုကိုစားပြုတဲ့အမျိုးသမီးဖြစ်တယ်ဒီနေ့မိတ်ဆွေနဲ့ကျမတို့ကိုလည်းတိုင်းနိုင်ငံတွေရက်ကွက်တွေလူမျိုးတွေကိုကိုစားပြုဖို့ရန်အတွက်ဘုရားသခင်ကအလိုတော်ရှိတာဖြစ်တယ်ဒီနေ့ဒီအမျိုးသမီးနာမည်ကိုမသိရင်လည်းရှုနေမြို့ကအမျိုးသမီးကြီးပါလားဆိုတာနဲ့ဒီအမျိုးသမီးကိုကျမတို့ကသိနေရပြီဖြစ်တယ်အဲ့ဒီအရာကိုကြည့်ခြင်းအပြင်ဂျေဇုတော်ချီးမွမ်းဖို့ပဲဖြစ်တယ်ဒီနေ့သူဟာသူ့ရဲ့အိမ်တကားကိုကျဲစွာဖွင့်ပေးတယ်။အေလိရှဲကိုသူကသူ့အိမ်ထဲမှာခေါ်ဖိတ်တယ်။ထိုနည်း၎င်းဒီနေ့မှာကျမတို့အတွက်ကျမတို့ရဲ့နှလုံးသားအိမ်ကိုခရစ်တော်အတွက်ကျမတို့ပေးရလား။ဒီနေ့ကျမတို့နှလုံးသားအိမ်ကိုနေ့တိုင်းမှာငါကဲတင်ချင်းရပြီးပါပြီ။ဂျေဇုတော်ခံစားပြီးပါပြီ။ဒါပေမဲ့ကျမတို့ဒီခံစားတဲ့ဂျေဇုတော်အတွက်ခရစ်တော်ကိုကျမတို့နှလုံးသားမှာတကယ်နေရာပေးရလား။ကျမတို့နေ့ရက်တိုင်းမှာဒီအမျိုးသမီးဟာနေ့ရက်တိုင်းအမြဲတမ်းအေလိရှဲလာတဲ့ခါတိုင်းမှာသူဟာအေလိရှဲနဲ့မိသားရဖွဲ့တဲ့သူစားတောက်တယ်ထိုနည်း၎င်းဒီနေ့မှာကျမတို့ကခရစ်တော်ကိုငါတို့ကတော့နေရာပေးပါတယ်ဒါပေမဲ့ဘယ်မှာလဲစံစာဖတ်ခြင်းဘယ်မှာလဲဆုတောင်းခြင်းဘယ်မှာလဲမိတ်ဆွေနဲ့ဖခင်သခင်နဲ့ကိုယ်ပိုင်အချိန်ယူခြင်းဒီနေ့ပြန်လဲစဉ်းစားကြည့်ဖို့ရန်အတွက်လိုအပ်တယ်ဒီနေ့ဒီအေလိရှဲကဒီအမျိုးသမီးအိမ်ထဲမှာလာပြီးတော့မှအမျိုးသမီးတွေနဲ့ဒီအမျိုးသမီးမိသားစုနဲ့အတူမိသားရရှိတယ်လို့ဒီနေ့မိတ်ဆွေနဲ့ကျမတို့ရှေ့မှာလဲယေရှုခရစ်တော်ကဗျာဒိတ်ကျမ်းခန်းကြီး3ပိုင်းငယ်20မှာပြောထားလဲငါဒီတကားရှေ့မှာရဲ၍ခောက်လျက်နေ၏တဲ့အကျဉ်သူသည်ငါရဲ့အတန်ကိုကြားတယ်ဆိုရင်ခုနနီကူဆုတောင်းတဲ့ထဲမှာလည်းပါသွားပြီဖြစ်တဲ့အကျဉ်သူဟာငါရဲ့အတန်ကိုကြားမယ်ဆိုရင်တကားကိုဖွင့်မယ်တဲ့အဲ့ဒီလူရှိရာကိုငါဝင်မယ်ထိုသူနဲ့တူငါစားတောင်းမယ်ဒီနေ့ဘုရားသခင်မိတ်ဆွေအပေါ်မှာဘုရားသခင်ရဲ့မျှော်လင့်ခြင်းဟာငါ့ကိုတကားဖွင့်ပေးပါဘုရားသခင်ကခောက်နေတာတင်းရဲ့နှလုံးသားတကားဖြစ်တယ်ဒီနေ့ကျမတို့ကျေစွာဖွင့်ရမယ့်အရာကျမတို့နှလုံးသားကဲဒါဆိုရင်ကျမတို့ကအထဲမှာခရစ်တော်ကနေရာယူပြီဆိုရင်မိတ်ဆွေဒီနေ့အထိစဉ်းစားကြည့်မယ်ပေါ့နော်ဒီဟာကိုခဏလေးစဉ်းစားကြည့်မယ်ဒါဆိုရင်ဘုရားတန်ဟောကြားဖူးလားဘာလဲဘုရားစကားပြောခြင်းမိတ်ဆွေတက်တာမှာကျမအသက်တာမှာဘုရားစကားပြောခြင်းကဘာလဲခရိယန်ဖြစ်နေတာကျမတို့နှစ်ပေါင်းမနေတော့ဘူးခရိယန်ဖြစ်နေတာအနှစ်20ရှိပြီအနှစ်30ရှိပြီအနှစ်40ရှိပြီဘာမှလဲဘုရားရဲ့စကားပြောခြင်းကြားဖူးလားဘုရားစကားပြောခြင်းမိတ်ဆွေတက်တာမှာဒီနေ့ဘုရားကဘာစကားပြောမလဲဒီနေ့ကိုတိုင်းကဖះเจ้าထဲမှာလာဒါမှမဟုတ်ကိုရိုင်းအိမ်ခန်းထဲမှာတကားပိတ်ပြီးတော့မှဖះနဲ့အချိန်မယူနိုင်ဘူးဆိုလို့ရှင်ဒီနေ့ဖះเจ้าလာတဲ့အခါမှာကျမတို့ဒီဝင်ငှတဲ့နှုတ်ကပတ်တော်တွေဒီမှာဂုဏ်တော်ချီးမွမ်းတဲ့ຢာတွေကိုးကွယ်ခြင်းချီးမွမ်းခြင်းအစီအစဉ်တွေအဖြစ်ဖះကငါ့ကိုဘာစကားပြောမလဲဆိုတာရောမိတ်ဆွေစာငတ်မှုရှိရလားတခါတလေကျရင်ကျမတို့ကမစာငတ်ဘူးဖ
ဖခင်ကအယံဝမ်းနေတယ်ခါလေးကျရင်ကျမတို့ကဖခင်เจ้าကိုတမယိုးကြအတိုင်းevery Sunday ငါတို့သွားမယ်ဖခင်เจ้าဘာလို့လဲငါတို့တနင်္ဂနွေဆိုတော့ဖခင်ရှိခိုးရမှာမလို့ငါတို့ဖခင်เจ้าသွားမယ်ပြီးလို့ရှင်ပြန်သွားမယ်အဲ့ဒီလိုမျိုးမဟုတ်ဘူးမိတ်ဆွေဒီနေ့ဖခင်သခင်လိုချင်တာမိတ်ဆွေနဲ့အတူစားတောက်ဖို့သူနဲ့အတူရင်းနှီးဖို့သူနဲ့အတူအကျွမ်းဝင်ဖို့ရန်အတွက်ဖခင်သခင်ကဒီနေ့တောင်းချင်တာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျမတို့ကိုပြန်စမ်းစစ်ရအောင်ဒီနေ့ဖျားเจ้าထဲမှာလာလို့ရှင်ဘသူတရားဟောမှာဆန္ဒတရားဟောမှာဆိုတော့သူ့เจ้าငါတို့သိပြီးသား तू ကဒီလိုမိတ်ဆွေအဲ့ဒီဟာကမိတ်ဆွေကိုတားဆီးထားတာဖြစ်တယ်ဆန္ဒတရားဟောမယ်ဆိုသူ့เจ้าငါတို့သိပြီးသား तू ကဒါတွေပဲဟောမှာလေ तू ဒါပဲပြောမှာအဲ့တော့ကိစ္စမရှိတော့အဲ့ဒါကဘာလဲဆိုရင်မိတ်ဆွေကိုရဲ့နားကိုပိတ်လိုက်တာဖြစ်တယ်ကိုရဲ့ဝိညာဉ်မျက်စိကိုအဲ့လိုပြောလို့ကျမအယံကိုလှုပ်တဲ့သူပြောတာမဟုတ်ပဲနဲ့ဥပမာလေးကိုကျမပြောချင်တာဖြစ်တယ်ဘသူပဲတရားဟောအရှင်းမလာဟောတယ်အရှင်းမလာပြောတယ်ဆိုလို့ရှင်သူတို့ရဲ့အထဲကနေဒီအထဲကနေဖခင်ကငါ့ကိုဘာပြောချင်တာလဲနော်ဒီအထဲကနေဒီသက်သေခံခြင်းရှိတယ်ဆိုရင်ဒီသက်သေခံခြင်းထဲကနေဒီလူဟာဘလို့ဖြစ်လဲကျမတို့လူကလေနော်ဒီလူဟာဘလို့ character ရှိတယ်ဒီလူကဘလို့အကျင့်ရှိလဲဒီလူကဘလို့နေထိုင်လဲအယမ်းစိတ်ဝင်စားတယ်ဘုရားသခင်အဲ့ဒါစိတ်ဝင်စားဘူးဘုရားသခင်ကမိတ်ဆွေရဲ့နှလုံးသားကိုပဲစိတ်ဝင်စားတာဖြစ်တယ်ဒီလူဘလို့နေထိုင်သူဘလို့ပဲပြောဆိုသူဘလို့ပဲကြင်ကြံနေပါစေမိတ်ဆွေနဲ့မဆိုင်ဘူးမိတ်ဆွေနဲ့ဆိုင်တဲ့ຢာကဒီလူစီကနေဘုရားရဲ့စကားဟာငါ့ပေါ်မှာဘလို့စီးစင်းတက်ရောက်မလဲဆိုတဲ့ဟာအရေးကြီးဆုံးဖြစ်တယ်အဲ့ဒီຢာကိုဘုရားသခင်ကဒီနေ့လိုချင်တဲ့ຢာဖြစ်တယ်အဲ့ဒီခါမှာဒီရဲ့ကျမတို့ရဲ့အထဲကနေဒီတစ်ခါတလေကြာရင်ပလင်ပေါ်မှာပေါ့နော်တယောက်ကဟောပြောတဲ့ဟာကိုကျမတို့ကတားဆီးလိုက်တဲ့ခါမှာကျမတို့အထင်မှာစကားမပြောနိုင်တော့ဘူးဆရာဒေးဗစ်လာပြောတဲ့အရာတစ်ခုကိုပေါ့နော်ကျမအရန်သဘောကျတယ်ဘာပြောလဲဆို तू ကမိတ်ဆွေတဲ့ဖျားเจ้าမှာဖြစ် तू ကပေါ့နော် leadership တယောက်ဖြစ်တဲ့ခါမှာ तू ကသူ့ရဲ့ဟိုဟာတွေကိုအမြဲတမ်း तू ကစကားပြောရတဲ့ခါမှာ तू ကဘာပြောလဲဆိုလို့ရှင်မိတ်ဆွေတဲ့ဖခင်ကြောင့်ကျွန်တော်ကိုလာတိုင်နေတဲ့ကျွန်တော်ရဲ့အသင်းတော်ခေါင်းဆောင်နေရပါတော့ကျွန်တော်ကိုလာတိုင်နေဟာဒီလူကကျွန်တော်ခေါင်းဆောင်မှုပိုင်းမှာဆရာထားတာကျွန်တော်နဲ့လက်တွဲလို့မရဘူးဒီလူကဒီလိုဖြစ်တယ်ဒီလူကဒီလိုဖြစ်တယ်ပေါ့နော်ဒီလူကိုခေါင်းဆောင်နေရမှာထားတာကျွန်တော်ကသူနဲ့တွဲလို့မရဘူးဘာကြောင့်တွဲလို့မရလဲဒီလိုဖြစ်တယ်ဒီလူကဒီလိုအဲ့ဒါဆိုရင် तू ကဘာပြောလဲဆိုကဲဒါဆိုလို့ရှင်ငါသားနင်ကဝိညာဉ်ရမှာနင်မှာပြဿနာရှိနေတာဖြစ်တယ်သူတစ်ပါးအကြောင်းကိုနင်ကမကောင်းတာပြောတာနဲ့နင်မှာပြဿနာရှိနေတာဖြစ်တယ်အဲ့ဒီလူကဘာမှမဖြစ်ဘူးနင်ပြဿနာဖြစ်နေတာသင်ကိုယ်တိုင်ဖြစ်တယ်တဲ့ဆရာဒေးဗစ်လာပြောတဲ့ဟာကျမအရန်ခွန်အားရတယ်တခါလေကျရင်ကျမတို့ကလေဒီလူကမကောင်းဘူးဒီလူကဒီလိုဖြစ်တာဒီလူရဲ့ဒီလိုဖြစ်တာတကယ်တမ်းပြဿနာအဲ့လူမှမဟုတ်ဘူးကျမတို့ကဘာဖြစ်လို့အဲ့ဒါကိုစဉ်းစားတာလဲကျမတို့ကဘာဖြစ်လို့အဲ့ဒါကိုပြောတာလဲနော်ဒါဟာကျမတို့မှာပြဿနာဖြစ်တာဖြစ်တယ်အဲ့ဒီတော့ဆရာဒေးဗစ်လာကပြောလဲဆိုရင်တိုးဝင်တော့ငါသားနေ့မှာဒါဝိညာဉ်ရေးမှာသွားနေပြီပြဿနာဖြစ်နေပြီငါသားတိုးဝင်တော့မင်းမတိုးဝင်တော့ဖခင်မျက်မှောက်တော်ထဲမှာပြန်တိုးဝင်အောင်မင်းဝိညာဉ်ရေးမှာတော်တော်လေးအားနည်းလာပြီပြန်တိုးဝင်ဆိုပြီးတော့ပြောတော့ तू အခုနောက်ပိုင်းဆို तू ကိုမတိုင်ရဲကြတော့ဘူးတဲ့ဒီလူကမကောင်းဘူးဒီလူကဒီလိုအကျင့်ရှိတယ်ဒီလူကဒီလိုဆိုတကယ်မှန်တဲ့ຢာဖြစ်တယ်တကယ်တမ်းတယောက်ကဒီလိုဖြစ်လာတယ်ဆိုရင်ဥမာဒီတယောက်ကဒီလိုဒီတယောက်ကဒီလိုဆိုလို့ရှိရင်သူ့ရဲ့ပြဿနာမဟုတ်ဘူးလေနော်ကျမတို့ကိုယ်တိုင်ရဲ့ဝိညာဉ်ရေးရာမှာကျမတို့ကိုယ်တိုင်ကဒေါင်းလာတယ်ဆိုတဲ့ပြဿနာဖြစ်နေတဲ့အတွက်ကျမတို့ဟာကိုယ်တိုင်တကားကိုပိတ်ပါတော့လူမသိရင်လည်းကိစ္စမရှိဘူးအခန်းတကားပိတ်ပြီးအစာရှောင်မှာဆူတောင်းမှာဖခင်နဲ့ပြန်လဲတိုးဝင်နေဆိုရင်ဖခင်သခင်ကတနေ့ကြလို့ရှင်လူမသိသူမသိပဲမိတ်ဆွေလုံနေတဲ့အရာလူအများရှိမှာဖခင်သခင်ကတနေ့မှာဒါဝိဒ်ကဲ့သို့ဖခင်ကပြန်လဲချီးမြှောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်မဒီຢာကနေမှာပေါ့နော်ခွန်အားပေးခြင်းတာဖြစ်တယ်ပြီးတဲ့အခါမှာပေါ့နော်ဒီအမျိုးသမီးဟာသူ့ရဲ့အသက်တာမှာအေလိရှဲကိုနေရာပေးပြီးတဲ့အခါမှာအေလိရှဲဟာပေါ့နော်အရန်ကျေးဇူးတင်လို့တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီအမျိုးသမီးကိုငါဘယ်လိုပြောမလဲပြန်ပြီးတော့မှကျေးဇူးတုံ့ပြန်ခြင်းတယ်ပေါ့ကျေးဇူးတုံ့ပြန်ခြင်းတော့ငါဘယ်လိုလုပ်ပေးရမလဲအမျိုးသမီးကိုခေါ်ပြီးမိတဲ့အခါမှာအမျိုးသမီးကကျမစီမှာအကုန်ရှိတယ်ဒီတုတ်တန်ကျမ်းစာလံကျမ်း34ပိုင်းငယ်30မှာပေါ့နော်ရှင်သိတို့သည်စင်ရ၍ငတ်မို့ခြင်းကိုခံရတော့လေထာဝရဘုရားကိုရှာတော့သူတို့၌ကောင်းသောအရာတစုံတစ်ခုမျှမလိုရတဲ့ဒီရာကျမဒီမှာပြောချင်တဲ့အရာသူများတွေလို့10ထက်တိုက်တွေ4ထက်တိုက်တွေ3ထက်တိုက်တွေဘလို့တိုက်တွေရှိချင်မှရှိမယ်ဒါပေမဲ့ထာဝရဘုရားကိုရှာတဲ့သူကအေးချမ်းစွာနဲ့ဘုရားသခင်ကကောင်းတဲ့အရာတွေအကုန်လုံးပြည့်စုံစွာနဲ့ကိုယ့်ရဲ့သက်တာထဲမှာဘုရားကောင်းချီးပေးတဲ့အရာကိုဒီနေရာမှာကျမယူချင်တာဖြစ်တယ်ဒီအမျိုးသမီးရဲ့သက်တာမှာလဲ तू ကဘာလဲဆိုအားလုံးကပြည့်စုံတယ်တဲ့တခါလေကျ
ကျမတို့ကလိုချင်တာကိုပဲသိတယ်တကယ်လိုအပ်နေတာကိုသိတာဖခင်သခင်ဖြစ်တယ်ဒီအမျိုးသမီးကသူလိုချင်နေတဲ့အရာတွေကဘာမှမရှိဘူးဒါပေမဲ့ဖခင်သခင်ကသူ့ကိုကြည့်တဲ့အခါကျတော့ဟာငါပေးချင်တာဖခင်ကလေနော်သူ့ရဲ့အလိုဆန္ဒအတိုင်းလေကျမတို့ကအသက်ရှင်ပြီးကျမတို့နှလုံးသားကိုဖွင့်ပြီးဖခင်နဲ့ဘောနော်ယဉ်ဤကျွမ်းဝင်ပြီးဖခင်ရဲ့အလိုဆန္ဒပြည့်အောင်ကျမတို့အသက်ရှင်တက်လာပြီဆိုရင်ဖခင်ကအဲ့လူကိုကောင်းကြီးပေးဖို့ရှာတော့တာရှာတာသူလိုချင်တဲ့အရာအမျိုးသမီးကမလိုဘူးကိုတော့ဒါလည်းရှိတယ်ကောင်းသောအရာတစ်စုံတစ်ခုမှမလိုဒါပေမဲ့ဖခင်သခင်ကနေလိုနေတဲ့ဟာငါသိတယ်တဲ့ဖခင်သခင်ကဒီနေ့ကျမတို့ဘာလိုနေလဲဖခင်သခင်ကအတိဆုံးဖြစ်တယ်ဒီအမျိုးသမီးလဲ तू မတောင်းမိမယ်ဘာရလဲဆိုရင်သူ့မှာလိုအပ်နေတာတားရတနာဆိုတာသိတဲ့အခါမှာဖခင်သခင်ကသူ့ကိုတားရတနာပေးလိုက်တာဖြစ်တယ်တုတ်တန်ကျန်ခန်းကြီး30ပိုင်းငယ်22မှာကြည့်မယ်ဆိုရင်ထာဝရဘုရားသည်ကောင်းကြီးမင်္ဂလာကိုပေးတော်မူတတ်တယ်တဲ့အဲ့ဒီကောင်းကြီးမင်္ဂလာဟာလည်းစီးစိမ်ကိုဖြစ်စေတတ်ပြီးတော့မှအဲ့ဒီစီးစိမ်နဲ့လည်းဝမ်းနေခြင်းကြောင့်ကိုရောနှောတော်မမူဘူးတဲ့ဘုရားသခင်စီကနေလာတဲ့အရာကဝမ်းနေခြင်းကြောင့်ရောနှောတော်မမူတဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်အဲ့ဒီကောင်းကြီးမင်္ဂလာဟာဒီအခုချိန်မှာရှုနေမျိုးသူအမျိုးသမီးဟာသားကိုချီပိုက်ရတဲ့ခွင့်ရပြီဒီနေ့ကျမတတိယချက်အနေနဲ့သွားခြင်းနဲ့သူချီပိုက်နေရတဲ့သားလေးဟာအရန်ကိုအဲ့သားလေးမှာသူပျော်နေခဲ့ရတယ်ဒါပေမဲ့မမျှော်လင့်မဲနဲ့တနေ့မှကြတော့သူ့သားဟာမမျှော်လင့်မဲနဲ့ခေါင်းနာတယ်ဆိုပြီးတော့မှစုံသွားခဲ့တယ်စုံသွားတဲ့အခါမှာနောက်ဆုံးမှာသူဟာဘာလုပ်လဲကျမတို့သာဆိုလို့ရှင်ဘာလုပ်မလဲငါယောက်ျားရဲ့ဒီမှာသားဆုံးပြီလာပါအရက်ကူပါရွာဝိုင်းမှာငါရဲ့အစေခံချုံနေလာကြငါသားသေးပြီဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲကျမတို့ပြရာခတ်နေမှာဒီမှာဒီအမျိုးသမီးကဘာလုပ်လဲသူ့ရဲ့သားအလောင်းကို Prophet Elisha ရဲ့အခန်းထဲမှာတွားထားခဲ့ပြီးတော့သူ့ယောက်ျားကိုတော့မှသူရင်မပြောဘူးဘယ်သွားလဲဆိုရင် Prophet Elisha ကိုသူသွားရှာတယ်ဆိုတာကိုတွေ့ရတယ်ဒီနေ့ကျမဒီနေရာမှာကျမဘာကိုပြောချင်တာလဲဆိုရင်ကျမတို့အခက်ခဲတွေဒုက္ခတွေပြဿနာတွေတွေ့လာတဲ့အခါကျရင်ကျမတို့ယောက်ျားကိုအရင်ပြောတယ်ရန်ကိုဆင်းရဲဒုက္ခချင်းတွေမခံနိုင်တော့ဘူးဆိုနင်ကလည်းလေငါဒီလိုဖြစ်နေတာနင်မသိဘူးလားနင်ကဒီလိုမလုပ်ပေးဘူးလူဒါမှမဟုတ်လို့ရှင်ဒီဟာကလေဒီလူကြောင့်ဖြစ်တာဒီလူဒီပြဿနာက तू အစားကလေးကဒီဟာကိုခိုင်မာမလုပ်ခဲ့လို့အခုချိန်မှာတော့ဒီလိုဖြစ်နေရတာလူတွေကိုကျမတို့က blame တတ်တယ်ဟိုလူကိုပြစ်တင်ဒီလူကိုပြစ်တင်မတင်ဘူးဆိုလို့ရှင်လဲနောက်ဆုံးမှာပါငါယောက်ျားရဲ့အခုဒီမှာငါမဒီပြဿနာဖြစ်နေဘယ်လိုလုပ်ကြမလဲငါတို့ဟိုဘန်ကိုအရင်သွားမလားဒါမှမဟုတ်လို့ရှင်ငါတို့ဒီနေရာကိုအရင်သွားမလားနေငါတို့အမျိုးထဲမှာဒီလူကငါတို့ကူညီနိုင်တယ်သူတို့စီရင်သွားမလားကျမတို့လောကမှာပေါ်ထွက်တဲ့တောင်ရုပ်ကိုမျှော်ကြည့်ရင်လေတကယ်မှစကြင်ဟာဘုရားသခင်စီကနေပဲပေါ်ထွက်တာဖြစ်တယ်ဒီအမျိုးသမီးရဲ့အသက်တာမှာ तू ဘာလုပ်လဲအေလိရှဲစီသွားရှာတယ်ဒီနေ့ကျမတို့ရောအခက်ခဲတွေဒုက္ခတွေပြဿနာတွေရင်ဆိုင်တဲ့အခါမှာကျမတို့ပထမဦးဆုံးလုပ်ရမှာဘုရားသခင်မျက်နှာတော်ရှာမှာအာမင်ပထမဦးဆုံးလုပ်တော့မယ်ဆိုလို့ပထမဦးဆုံး तू ကသူ့ယောက်ျားကိုတောင်သူ့သားတည်တဲ့အကြောင်းကို तूပြောမှာမဟုတ်ဘူးဒီမှာပြောတယ်လို့လုံးဝမရေးထားဘူးသူယောက်ျားတိချင်မှတိမှာဘာလို့လဲဆိုငါအေလိရှဲစီခဏလေးပဲသွားပြီးပြန်လာမှာတဲ့သူယောက်ျားကပြောလဲမနေ့ဖြန်ကဖျားရှိခိုးတဲ့နေ့သူတို့ဥပုပ်နေ့စပတ်နေ့ဆိုတော့မနေ့ဖြန်ကျမှသွားလေအခုကမိုးလဲချုပ်တော့မှရတယ်ခဏလေးပဲငါချက်ချင်းပြန်လာမယ်သူရဲ့ယုံကြည်ခြင်းသူရဲ့ trust သူရဲ့မျှော်လင့်ခြင်းသူရဲ့အလုံးစုံကဒီမှာသူကငါ့ကိုပေးတယ်သူကငါ့ပေါ်မှာငါ့အတွက်တတ်နိုင်တယ်ဒီနေ့ဖခင်သခင်ကကျမတို့ကိုမဆတယ်ဖခင်သခင်ကကျမတို့အတွက်တတ်နိုင်တယ်ကျမတို့မဖြစ်နိုင်တော့ဘူးမိတ်ဆွေတကားပိတ်လိုက်ပါစွတ်တောင်းမှာဖခင်သခင်မျက်နှာတော်ကိုရှာတော့မိတ်ဆွေဒီမှာအရန်ခက်ခဲဖြစ်နေပြီလားတကားပိတ်လိုက်တော့ဖခင်မျက်နှာတော်ကိုရှာတော့ဒီနေ့ဖခင်သခင်နဲ့ဒီနေ့ဖခင်သခင်စီမှာတိုးဝင်ဖို့ရန်အတွက်ဖခင်သခင်ကဒီနေ့အလိုတော်ရှိတာဖြစ်တယ်မိတ်ဆွေဘေးနာလူတွေကိုကျမတို့လူမျက်နှာကိုရှာတဲ့အခါကြလို့ရှင်တော့ချိန်ဖန်များစွာမှာကျမတို့အဆက်ကွဲခြင်းတွေလည်းအချိန်ကြုံရတယ်ဟုတ်တယ်မလားတခါတလေကြလို့ရှင်ကျမတို့အဲ့လူစီမှာကိုညီသွားမျက်ရည်တွေကျရတယ်အဲ့လူစီမှာကိုညီသွားတောင်းရတယ်နောက်တစ်ချိန်ရောက်လာတဲ့အခါကျတော့အဲ့လူကဘာပြောလဲငါစီမှာကိုညီလာတောင်းတော့မျက်နှာဒီမျက်နှာလားအခုကျတော့သူ့ကိုကြည်စမ်းဖခင်သခင်ကဘယ်တော့မှအဲ့လိုမလုပ်ဘူးဖခင်သခင်ကကျမတို့နှလုံးသားအကျွမ်းမဲ့နဲ့ရှာတဲ့အခါမှာဖခင်သခင်ကအတွေ့ခံတဲ့ဖခင်ဖြစ်တယ်ဒီနေ့ကျမတို့ဘလို့နှလုံးသားနဲ့ဖခင်ကိုရှာလဲဆိုတာအရင်အရေးကြီးတာဖြစ်တယ်ကျမတို့ဖခင်ကိုပဲတရားမှတရားအားကိုးတယ်ဒီဒုက္ခဒီပြဿနာဒီအခက်ခဲရတဲ့ကိစ္စမရှိဘူးငါဖခင်တတ်နိုင်တယ်तू ပေးတယ် तू တတ်နိုင်တယ် तू အသက်ပြန်ရှင်စေနိုင်တယ် तू လုံနိုင်တယ်အဲ့ဒီခါမှာအမျိုးသမီးက
သူဟာအေလိရှဲစီသွားပြီသွားတဲ့အခါမှာအဝေးကနေသူ့ရဲ့နှုတ်ကလေနော်ဘသူကိုမှပြဿနာအရင်မပြောတဲ့အခါမှာဖခင်ကဘလောက်ထိသစ္စာရှိလဲဆိုရင်သူ့ရဲ့ prophet အေလိရှဲကိုတောင်ဒီအကြောင်းမပြောတော့ဘူးကြည်တိတ်ဆိတ်နေခြင်းရဲ့တကိုးဒီနေရာမှာကျမတို့တွေ့ရတယ်လူတွေစီမှာဟိုးလေးတကြောမပြောတာဖခင်ကနောက်ဆုံးသူ့ရဲ့ prophet စီမှာတောင်မှဒီစကားမပြောတော့prophet အေလိရှဲကအဝေးကနေမှသူလှမ်းတွေးတဲ့အခါမှာဘာကြောင့်လဲဖခင်သခင်ကဒီအရာငါ့ကိုဝှက်ထားတယ်ရောဝှက်ထားမှလေအမျိုးသမီးကိုယ်တိုင်ကသူ့နှုတ်ကိုပိတ်ထားတယ်အဲ့ဒီခါမှာဖခင်ကအေလိရှဲကနေမှသူ့ဂျုံဂေဟာစီကိုသွားနှုတ်ဆက်စေတယ်ဒီနေရာမှာကျမအရန်ကိုကျေးဇူးတော်ချီးမွမ်းတယ်မင်းညာကိုခိုင်လည်းပြောသွားပြီပေါ့နော်ဒီနေရာမှာ तू ကဂေဟာစီကဘာပြောလဲဆိုရင်သွားနှုတ်ဆက်လိုက်အေလိရှဲကနေမှဂေဟာစီကိုသွားနှုတ်ဆက်လိုက်ပါလို့ပြောတဲ့အခါမှာဂေဟာစီကဟာတငယ်နေကောင်းလားနင်အမျိုးသားကိုနေကောင်းလားလို့ပြောတဲ့အခါမှာအမျိုးသမီးကရင်ထဲမှာဘလောင်ဆူနေမှာပဲနော်အချစ်ရဆုံးလောကမှာ तू တန်ဖို့အထားရဆုံးတားရဏနာသေးပြီဒါပေမဲ့ तू နှုတ်ကပြောတဲ့အရာပါလဲဆိုလို့ရှိရင်မိမကမာပါ၏တဲ့အပိုင်းငယ်26ခါခွေအောက်ပိုင်းလေးမှာကြည့်တဲ့အခါမှာနေကောင်းတယ်တဲ့မိတ်ဆွေဒီနေ့ဘန်ကောက်မှာပတ်စံလည်းမရှိတော့ဘူးလှုပ်ရှားမရှိတော့ဘူးဘလို့လဲနေချင်းနေအမလေးမပြောချင်ငါဘန်ကောက်မှာလေဆိုပြီးတော့မှဒီလိုမိတ်ဆွေဒီနေ့ဒီနှုတ်ကပတ်တော်ဖျားသခင်ကဒီပတ်မှာပေါ့နော်ကျမကိုစင်ချင်စေတဲ့အခါမှာကျမကိုယ်တိုင်လည်းဖျားစီပြန်တိုးဝင်ရတယ်ညည်မြက်ခွက်နဲ့ဘာလဲဆိုရင်ကျမတို့ကိုယ်တိုင်ကလေတခါလေကြာဒီဟာဆိုပြီးတော့မှလူစီမှာပြောတယ်ဒါပေမဲ့ကျမတို့ဖြစ်နေတဲ့ဟာကိုလေနော်ပြောပြလိုက်တာဟုတ်ပြီမဲ့ဖျားသခင်ကဒီမှာဒီအမျိုးသမီးစီကတင်ယူစီရပါလဲနေကောင်းလားဆိုတော့ကောင်းတယ်တဲ့ရှင်ထဲမှာတော့မကောင်းဘူးတော်တော်အခြေအနေကိုစိုးတာမကောင်းယုံနေမကောင်းတော်တော်အခြေအနေစိုးတယ်ဒါပေမဲ့ तू ပြောလိုက်တာကောင်းတယ်တဲ့ဒီနေ့နင်တို့ CBC ပိတ်မှန်တော့ဘလို့လဲအောင်မြင်ပြီအာမင်စောက်ပြီးပြီပက်ကရှယ်ဟာလေလုယာနင်တို့သင်တော်လူကြီးတွေဘလို့လဲရှယ်အာမင်အခြေအနေအထဲမှာဘလို့အခြေအနေမျိုးမှရှိအောင်မြင်ပြီကောင်းမြတ်သည်ကြီးမြတ်သည်ကျမတို့ဝန်ခံကြွေးကြော်နေဖို့ကကျမတို့တာဝန်ဖြစ်တယ်သူများတွေကလာပြီးတော့မှလာပြောမယ်ဟာနင်တို့ကအသင်းတော်ဘလို့တော့နင်တို့အသင်းတော်ကတနေ့ပြီးတနေ့တနေ့ပြီးတနေ့ငါတို့အသင်းတော်ကကြီးပွားလာတယ်အာမင်တနေ့ပြီးတနေ့ငါတို့အသင်းတော်ကဖခင်ကကောင်းချီးပေးလာတယ်နေရာတွေလည်းမဆန့်တော့ဘူးဗိမာန်တော်ထဲမှာထိုင်ခုံတော်မှမဆန့်တော့ဘူးနေရာမရမှဆိုလို့စောတောင်သွားရတယ်အာမင်ဟာလေလုယာထိုနှုတ်တွေကိုဖခင်သခင်ကောင်းချီးပေးပါစေအကောင်းဆုံးတွေကိုကျမတို့ပြောထွက်နေဖို့ရန်အတွက်ဖြစ်တယ်ဒီနေရာမှာကျမယေစကြည်လအနာဂတ်ကျမ်းခန်းကြီး39ကိုပေါ့နော်အနေငယ်ရှိရင်လည်းပေါ့နော်ယေစကြည်လအနာဂတ်ကျမ်းခန်းကြီး39ကိုကျမအနေနဲ့ခွန်အားပေးခြင်းတယ်ဗာလဲ6သွေးတဲ့အယိုးတွေဒီမှာကျမတို့တချင်းဆိုတယ်လေ6သွေးတဲ့ယိုးစုတွေတက်ကိုပြန်သွင်းဆိုတဲ့ဟာ6သွေးတဲ့ယိုးစုတွေကိုဒီ prophet ဗာလဲယေစကြည်လကိုဖခင်ကပြတဲ့အခါမှာယေစကြည်လကိုဘာပြောလဲဆိုလို့ရှိရင်ယေစကြည်လတဲ့ဘာတွေ့လဲတဲ့ဟာမျက်စိနဲ့မြင်နေတာတော့ဘာလဲ6သွေးနေတဲ့အယိုးစုအယိုးတောင်မှရိုးရိုးအယိုးမဟုတ်ဘူး6သွေးတာပါသေးတယ်နော်6သွေးနေတဲ့အယိုးစုကြီးကိုမြင်နေတဲ့ဟာအဲ့ဒါဆိုလို့ရှိရင်ယေစကြည်လ prophet ယေစကြည်လဒီရာပေါ်မှာဒီဟာတွေကပြန်ပြီးတော့မှအသက်သွင်းနိုင်တယ်ဆိုတာမင်းယုံလားတဲ့ကိုတော့သိပါတယ်တဲ့သူသိမယုံဘူးထင်တယ်ကိုတော့သိပါတယ်တဲ့တခါတလေကြာရင်လေကျမတို့ဖခင်စကားပြောတဲ့အခါမေးတဲ့ဟာတွေလေကျမတို့မဖြေတတ်ဘူးဆိုရင်ကိုတော့သိပါတယ်ဒါကသင်ယူဖို့ရန်အတွက်တစ်ခုဖြစ်တယ်ပေါ့နော်ကိုတော့သိပါတယ်တဲ့အဲ့ဒီခါမှာယေစကြည်လကိုဖခင်ကပြောတဲ့အခါမှာနင်းနှုတ်ကနေမှာတဲ့မွတ်ဆိုတဲ့ prophet ပြု၍မွတ်ဆိုတဲ့ amen prophet ပြုပြီးမွတ်ဆိုတဲ့ဟာတွေကဘာတွေဖြစ်လာလဲဘိုးချေကြီးဖြစ်လာတယ်အာမင်ဒီနေ့မိတ်ဆွေမိသားစုထဲမှာဟာလေလုယာငါသားလိမ္မာပြီအာမင်ငါသမီးကြီးပွားပြီငါသမီးသူများထက်မြင့်တဲ့အစင်မြင့်ဘွဲကိုယူပြီးအမြဲတမ်းမွတ်ဆိုပါဟာလေလုယာထိုရာဟာမိတ်ဆွေအတွက်ကြီးမားတဲ့ prophet ပြုချက်ဖြစ်လာမှာဖြစ်တယ်ငါယောက်ျားသူများထက်သာတယ်ဟာလေလုယာငါမိန်းမထက်သူများထက်လှတယ်အာမင်ဟာလေလုယာထိုရာတနေ့မှာကျမတို့ prophet ပြုချက်ကျမတို့နှုတ်ကနေမှာ prophet ပြုတဲ့အရာတွေဟာတနေ့မှာဆိုလို့ရှိရင်အသက်ရှင်လာမှာဘိုးချီကြီးဖြစ်လာမှာဣသီလလူတွေကဟာငါတို့ကမဖြစ်နိုင်တော့ပါဘူးမတက်နိုင်တော့ပါဘူးတဲ့ဒီဣဇကိယမှာသူရေးထားတယ်ပေါ့နော်ဖခင်သခင်က prophet ပြုပြီးနေမှုတ်ဆိုလိုက်တဲ့ဘိုးချီကြီးဖြစ်လာမယ်တဲ့ဒီနေ့မိတ်ဆွေနဲ့ကျမတို့ CBC အသင်းတော်အတွက်လဲကျမတို့ဘိုးချီကျမတို့နှုတ်ကနေမှမှုတ်ဆိုမယ်အာမင်ဘသူတွေကဘလို့ပဲပြောအကောင်းဆုံး
ဆုံးကိုပြောမယ်အကောင်းဆုံးကိုနှုတ်ကနေမှမို့ဆိုမယ်အကောင်းဆုံးတွေဖြစ်လာမယ် member တွေလည်းတနေ့မှများပြားလာမယ်အမလေးဒီထက်မကပြေလာအောင်မယ်အာမင်ကျမတို့နှုတ်ကနေမို့ဆိုဖို့ရန်အတွက်ပဲအရေးကြီးတာတခါလေကျရင်ကျမတို့ကိုယ်ပိုင်အတွက်လည်းမို့ဆိုမယ်ဘဏ်ထဲမှာတော့အကောင့်ထဲမှာတရားမပြည့်ဘူးဒါပေမဲ့ကျွယ်ဝတယ်အာမင်ဘယ်လိုလဲနေ့မှာပတ်စံရှိလို့လားရှိတယ်အာမင်ဒီနေ့ကျမတို့ကြွယ်ဝတယ်ကျမ်းမာတယ်အခုချိန်မှာမကျမ်းမာဘူးဒါပေမဲ့ယေရှုတန်ချက်တော်နဲ့ကျမ်းမာတယ်မနေ့ပြန်ကြရင်လာပြီးတော့မှသက်သေခံရအောင်မယ်အာမင်အချိန်နေကြည့်တော့အဲ့ရပေါ်မှာဒါပေမဲ့မနေ့ပြန်မှာလာပြီးသက်သေခံရအောင်မယ်ကျေးဇူးတော်ကြောင့်ကျမ်းမာတယ်ဟာလေလုယာလာမယ့်နေ့ရက်တွေအတွက်ကြိုတင်ပြီးတော့ချီးမွမ်းရအောင်လို့ဒီနေ့ prophet ပြုပြီးတော့မှမို့ဆိုရအောင်လို့ကျမအနေနဲ့ခွန်အားပေးခြင်းပါတယ်လို့ပြီးတော့မှနောက်ထပ်တစ်ခုကအဲ့အမျိုးသမီးဟာ prophet စီမှာရောက်တဲ့အခါမှာ prophet ကေဟာစီလှန်တန်နဲ့နင်သွားလိုက်တငယ်ရဲ့မျက်နှာလေးပေါ်မှာဒီလှန်တန်လေးကိုတင်လိုက်အဲ့မိန်းမပါလေကျမလိုချင်တာဒီဟာမဟုတ်ဘူးသခင်ကိုယ်တိုင်ကျမနဲ့ကြွတာအာမင်သခင်ကိုယ်တိုင်ကျမနဲ့ပါတာအာမင်ဒီနေ့များစွာသောလူတွေကကိုတော်ကောင်းကြီးပေးပါအိမ်ပေးပါတိုက်ပေးပါကားပေးပါကောင်းကြီးတွေတောင်းတယ်ဒါပေမဲ့ဘယ်မှာလဲခရစ်တော်ဘယ်မှာလဲကျမတို့ခရစ်တော်ကိုလိုချင်တဲ့နှလုံးသားဒီနေ့ပေါင်မုံကိုမတောင်းနဲ့တော့ပေါင်မုံလောက်တဲ့ပိုင်ရှင်ကိုကျမတို့တောင်းရအောင်အာမင်ဖခင်သခင်ကကျမတို့အတွက်အလုံးစုံကိုလှုပ်ပေးခြင်းနဲ့ဖခင်ဖြစ်တယ်ဒီနေ့ဒီအမျိုးသမီးကသခင်ကိုတော်တိုင်းပဲသခင်ကိုတော်ပဲကိုတော်မပါဘူးဆိုရင်ကျမမသွားဘူးတဲ့ထွတ်မြောက်ရာကျမ်းခန်းကြီး33မှာကြည့်မယ်ဆိုခန်းကြီး32လောက်မှာဆိုလို့ရှိရင်ဣတိလလူမျိုးတွေကဖခင်ကိုပေါ့နော်ပုံကံပြီးတော့မှရုပ်တုကိုနွားရုပ်တုကိုလှုပ်ပြီးကိုးကွယ်တဲ့အခါမှာဖခင်အယံအမျက်တော်ဆူရှာတဲ့အခါမှာနင်တို့နဲ့ငါမလိုက်တော့ဘူးတဲ့ကောင်းကင်တမန်နင်တို့ရှေ့ကနေငါထည့်လိုက်မယ်သူကနင်တို့ရှေ့ကနေစစ်တိုက်ပေးမယ်နင်တို့သွားမယ်ခါနန်ပြုံငါပို့မယ်မောရှေကဘာပြောလဲကိုတော့မျက်မှောက်တော့မပါဘူးဆိုရင်ဒီနေရာကနေကျွန်တော်တို့မပို့ပါနဲ့တဲ့ဒီနေ့မိတ်ဆွေရောကျမရောထိုကဲ့သို့သောအသက်တာရှိလားယာကုပ်ကြီးကတော့ညလုံးပေါက်ဖခင်ကိုထွေဖက်ပြီးတော့မှဖခင်ကိုနှပန်းလုံးထဲတယ်မိတ်ဆွေရောကျမရောဒီနေ့ဖခင်ကိုထိုကဲ့သို့နှလုံးသားဆန္ဒရှိရလားဒီနေ့ဖခင်သခင်ကိုကိုတော့မပါဘူးဆိုလို့ရှိရင်ကိုတော့ဒီအရာကိုတော့မပါဘူးဆိုလို့ရှိရင်မလုံနိုင်ဘူးကိုတော့ဒီအရာကိုတော့မပါဘူးဆိုလို့ရှိရင်မသွားဘူးကိုတော့မပါဘူးဆိုလို့ရှိရင်ဆိုတဲ့အသက်တာမျိုးဒီနေ့ဖခင်သခင်ကလိုချင်တာဖြစ်တယ်မိတ်ဆွေအိမ်ထောင်အတွက်မိသားစုအတွက်သားသမီးအတွက်အနာဂတ်အတွက်ဘယ်အရာအတွက်မဆိုဒီနေ့ဖခင်သခင်လိုချင်တဲ့အရာတော့ကိုတော့ကိုယ်တိုင်ကျွန်တော်တို့နဲ့အတူကြွပါကိုတော့ကိုယ်တိုင်ကျွန်တော်တို့မိသားစုကိုအုပ်ဆိုးပါကိုတော့ကိုယ်တိုင်ကျွန်တော်တို့မိသားစုကိုလမ်းပြပါကိုတော့ကိုယ်တိုင်ကျွန်တော်တို့မိသားစုကိုပို့ဆောင်ပါအဲ့ဒီအရာဘုရားသခင်အလိုချင်ဆုံးသောအရာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့အေလိရှဲဟာထိုအမျိုးသမီးနဲ့အတူလိုက်တဲ့အခါမှာနောက်ဆုံးမှာအတူချုပ်နေနဲ့ပြောရင်သူ့သားအသက်ပြန်ရှင်ခွင့်ပေးတယ်ဒီနေ့မိတ်ဆွေရဲ့တက်တာထဲမှာကိုရောမပါဘူးဆိုလို့ရှိရင်ထွေးဖက်ထားတယ်ဆိုလို့ရှိရင်ကိုရောမပါဘူးဆိုရင်မျက်မှောက်တော်ကိုစာငတ်တဲ့နှလုံးသားတောင့်တတဲ့နှလုံးသားရှိတယ်ဆိုလို့ရှိရင်မိတ်ဆွေပညာရေးမှာသိနေလားအသက်ပြန်ရှင်လာမှာဖြစ်တယ်မိတ်ဆွေစီးပွားရေးမှာငါအရနောက်ကြပြီငါအသက်ကြီးနေပြီငါစာမတက်ဘူးငါစကားမတက်ဘူးငါမဖြစ်နိုင်ဘူးမိတ်ဆွေနောက်ကျကြံခဲ့ပြီလို့ခံစားနေလားထိုရာတွေကမိတ်ဆွေအသက်တာထဲမှာခရစ်တော်တူရှိတယ်ဆိုရင်မဖြစ်နိုင်တဲ့အရာမရှိတော့ဘူးအကုန်လုံးမိတ်ဆွေအတိတ်တုန်းကခံစားခဲ့တဲ့ကောင်းကြီးတွေအခုချိန်မှာဘာမှမရှိတော့ဘူးခံစားနေရလားထိုရာတွေအားလုံးကပြန်ပြီးအသက်ရှင်လာမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမအနေနဲ့ဒီနှုတ်ကပတ်တော်အပြင်ပြန်ပြီးတော့မှခွန်အားပေးခြင်းတာဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီ32မိနစ်ရှိသွားပြီပေါ့နော်ကျွန်မဝင်လာတယ်ကဲဓမ္မရာဇဝင်အခန်းကြီး8မှာရောက်တဲ့အခါမှာဖခင်ရဲ့အတန်တော်ကိုကြားတတ်တဲ့အမျိုးသမီးဟာဆိုလို့ရှိရင် तू ကဘာလုပ်လဲဆိုလို့ရှိရင်ဖခင်ရဲ့အတန်တော်ကိုကြားယုံနေမကောက်ကျမတို့နှုတ်ကပတ်တော်တွေနားထောင်ယုံနေမကောက်ဘူးစံစာဖတ်ယုံနေမကသေးဘူးမိတ်ဆွေရဲ့အသက်တာထဲမှာလှုပ်ဆောင်နေတဲ့ဘယ်လိုပြောမလဲဖခင်ရဲ့စကားကိုနေ့တိုင်းတရားဟောတာတွေနားထောင်တယ်စံစာတော့ဖတ်တယ်လက်တွေ့လိုက်လျှောက်ခြင်းမရှိဘူးဆိုလို့ရှိရင်အချင်းကြီးပဲဖြစ်တယ်ဒီအမျိုးသမီးရဲ့အသက်တာထဲမှာဖခင်ကဘာလုပ်လဲဆိုလို့ရှိရင်သူ့ကိုကဲဒီမှာအစာခေါင်းပါခြင်းဖြစ်တော့မယ်9နှစ်အစာဒီပြည်ကနေမှထွက်ပြီးတော့မှသွားရှောင်နေပါလို့ပြောတဲ့အခါမှာအမျိုးသမီးကဘာပြောလဲဆိုလို့ရှိရင်ဟုတ်ကဲ့တဲ့ yes and amenဒီနေ့အဲ့ဒီအသက်တာဖခင်အရန်ကိုအလိုတော်ရှိတဲ့အသက်တာဖြစ်တယ်ဖခင်သခင်ကကျမတို့ကိုဘာဖြစ်စေခြင်းလဲကျမတို့ကဖခင်ကိုတောင်းတယ်
ဖခင်ရဲ့အလိုတော်ကိုရှာတယ်တကယ်တမ်းကျမတို့ဖြစ်လာပြီဆိုရင် yes and amen ဆိုတဲ့အသက်တာကျမတို့မှာရှိရလားထားခဲ့ရမယ့်အရာတွေကိုပြန်စဉ်းစားပြီးတော့မှအိုးနှမျောလိုက်တာကျွန်နေရှိတယ်လေယာတွေမြေတွေအများကြီးရှိတယ်ဒီမိမမပြောပါဘူးကိုတော့ဟုတ်ပါမလားဆိုတဲ့တန်တရားလည်းသူ့မှာမရှိတော့ဘူးသူဟာဖခင်နဲ့အမြဲတမ်းအေလိရှဲနဲ့အမြဲတမ်းဆက်သွယ်ရှိတဲ့အခါမှာသူဟာဒီအေလိရှဲဟာမှန်တယ်ဆိုတာသိတဲ့ကဲသူဒီနေ့ကျမတို့လည်းဖခင်နဲ့အမြဲတမ်းအဆက်အသွယ်ရှိလာတဲ့အခါမှာဖခင်ရဲ့ပြောဆိုမှုရာတွေပေါ်မှာကျမတို့နေ့တိုင်းမှာလိုက်လျှောက်ခြင်းနဲ့အသက်ရှင်တက်လာမှာဖြစ်တယ်အတန်ကိုကြားလာတဲ့အခါမှာကျမတို့လက်တွေ့ obedience is better than sacrifice တဲ့ကျမတို့ဖျားသခင်ပေါ်မှာနာခံမှုရှိတဲ့အသက်တာတကယ်ပဲအရေးကြီးတယ်ဒီအမျိုးသမီးရဲ့အသက်တာမှာလည်းနာခံမှုနဲ့သူသွားတဲ့အခါမှာသူပိုင်ဆိုင်တဲ့အရာတွေဆုံးရှုံးတယ်လို့ထင်ရတယ်ခုနှစ်သူအီဂျစ်ပြည်မှာသွားရှောင်နေရတယ်ဖိလိတိပြည်မှာသွားရှောင်နေရတယ်ပြန်လာတဲ့အခါမှာသူ့ဥစ္စာတွေအကုန်လုံးဆုံးရှုံးပြီလို့သူထင်ရတယ်အဲ့ဒီအခါမှာသူဟာဆိုလို့ရှိရင်ဘယင်ကြီးစီမှာသွားပြီးတော့မှသူ့ရဲ့ဆုံးရှုံးခဲ့တဲ့အရာတွေအားလုံးသူများယူသွားပြီဆိုတဲ့အရာတွေအားလုံးကိုပြန်ပြီးတော့မှအတနာခံမယ်လို့သူဟာစူးစမ်းပြီးတော့မှဘယင်ရှိမှာသူ့သားလေးနဲ့သွားတဲ့အခါမှာအဲ့ဒီအခါမှာဖျားသခင်ကိုချစ်တော်သူတီးဟူသောကြံစီတော်မူခြင်းတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့ကတညီတညွတ်ထဲပြုစုတယ်တဲ့အဲ့ဒီနေရာမှာဂေဟာစီကရောက်နေပြီးသားဖြစ်တယ်ဖျားပြုတဲ့မှုဟာအယံအံ့ဩဖွယ်ကောင်းတယ်သူစကားကိုနားထောင်ခြင်းနဲ့လိုက်လျှောက်လာတဲ့အခါမှာတညီတညွတ်ထဲခတ်သိမ်းသောအရာတွေကပြုစုလာတဲ့ဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်ဂေဟာစီကိုဘယင်ကမေးနေတာအေလိရှဲကဘယ်လိုနမိတ်လက္ခဏာလောက်တာလဲဆိုတဲ့ဟာကိုမေးနေတဲ့အချိန်မှာဂေဟာစီပြောနေတာतू ကအမျိုးသမီးတစ်ယောက်ရဲ့သားကတည်သွားတော့အသက်ရှင်ခိုင်းတာဆိုပြီးတော့အဲ့အကြောင်းကိုရှင်းပြပြီးတဲ့အချိန်မှာပဲဘေးနားမှာအဲ့အမျိုးသမီးကရောက်နေပြီးတော့မှအမျိုးသမီးကဘယင်စီမှာသူ့ရဲ့ဆုံးရှုံးခဲ့တဲ့လယ်မြေတွေပစ္စည်းဥစ္စာတွေကိုတောင်းနေတာဟာဖြစ်နေတော့ဂေဟာစီကဘာတူလဲဆိုပြီးတော့ကြည်လိုက်တဲ့အချိန်မှာအဲ့အမျိုးသမီးဖြစ်နေတာဟာအဲ့ဒါကြောင့်ခုနကကျွန်မပြောခဲ့ပြီးရောမဩဝါဒစာထဲမှာဖျားသခင်ကိုချစ်တော်သူတည်ဟူသောကြံစီတော်မူခြင်းတိုင်းခေါ်တော်မူသောသူတို့ရဲ့အကျိုးကိုတညီတညွတ်ထဲပြုစုတယ်ဆိုတဲ့အရာအဲ့ဒီနေရာမှာကျမတို့တွေ့ရတာဖြစ်တယ်အဲ့ဒီခါမှာဂေဟာစီကရှင်ဘရင်ကျွန်တော်မျိုးခုနပြောကြားရှောက်နေတဲ့ဥစ္စာကဒီအမျိုးသမီးလေသူအသက်ရှင်ခိုင်းလိုက်တာဟိုမှာသူ့ဘေးနားမှာရှိတဲ့သူ့ရဲ့သားတညီတညွတ်ထဲခတ်သိမ်းသောအရာတွေကိုဖျားပြုစုတဲ့အခါမှာဟဲဟုတ်လားအမျိုးသမီးတက်တည်ခံစမ်းမဟုတ်ပါတယ်သခင်ကျွန်တော်မျိုးမဒီလိုဖြစ်ပါတယ်ဆိုပြီးတော့မှသူကလည်းတက်တည်ခံတဲ့အခါမှာရှင်ဘရင်ကအယံကိုကျင့်နဲ့ဝမ်းမြောက်တဲ့အခါမှာသူ9နှစ်လုံးပေါ့နော်ဒီအခုမှပြန်ပေးတာမဟုတ်9နှစ်လုံးအဲ့လေထဲမှာထွက်ခဲ့တဲ့ဟာတွေဘာတွေညာတွေအကုန်လုံးအကျိုးမြတ်တွေပါအကုန်လုံးပြန်ပြီးတော့မှခံစားစေတယ်အလုံးစုံကိုပြန်ပြီးတော့မှအမျိုးသမီးကိုပြန်ပေးတယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရတယ်ဒီနေ့ဒီအကြောင်းအရာကိုကျမတို့ဆင်ခြင်တဲ့အခါမှာပေါ့နော်ကျမတို့ကဖျားကိုကိုးစားတယ်ဖျားခင်စီမှာကျမတို့ဟာတိုးဝင်ပြီးတော့မှနာခံခြင်းနဲ့နေ့ရက်တိုင်းမှာလိုက်လျှောက်ခြင်းနဲ့အသက်ရှင်တယ်ဆိုလို့ရှိရင်ခတ်သိမ်းသောအရာတွေကဖျားသခင်ကကျမတို့အတွက်တညီတညွတ်တီပြုစုပေးပြီးသားဖြစ်တယ်မိတ်ဆွေမျက်ရည်ကျရင်တောင်မှတင်းရဲ့မျက်ရည်တွေကိုဘူးထဲမှာစုထားပေးတဲ့ဖျားဖြစ်တယ်တင်းရဲ့စပင်းတွေအကုန်စင်ဖျားရေတွက်ပေးပြီးသားဖြစ်တယ်မိတ်ဆွေကိုအယမ်းစိတ်ဝင်စားတာတခါလေကျန်ကိုသာဘာမှမဟုတ်ဘူးဆိုပြီးတော့မှဖြစ်နေတာဒါပေမဲ့မိတ်ဆွေကိုဖျားသခင်ကအလွန်စိတ်ဝင်စားတဲ့ဖျားဖြစ်တယ်အသေးစိတ်ကစကျမတို့မသိခင်ကတည်းကပင်နေကျမတို့နာမည်ကနော်ကျမတို့ဒီလောကမှာအမေဘိုက်ထဲမှာရှိမှကျမတို့ကိုဖျားသိတာမဟုတ်ဘူးအမိဝမ်းထဲမှာမရှိစင်ကပင်လင်းတဲ့နှုတ်ကပတ်တော်ထဲမှာတင့်ကိုငါသိပြီးသားဖြစ်တယ်တဲ့အလောက်ထိဖျားကကျမတို့ကိုချစ်တဲ့ဖျားဖြစ်ပါတယ်လို့အဲ့ဒီဖျားစီမှာကျမတို့တိုးဝင်ရအောင်ကျမတို့အဲ့ဒီဖျားစီမှာချင်းကပ်ရအောင်လို့အဲ့ဒီဖျားရဲ့မျက်မှောက်တော်ကိုရှာရအောင်လို့ကျမချင်းလို့နဲ့ပြောဖို့စဉ်းစားတာနဲ့လေချင်းစကားအကုန်ပြောက်တယ်အဲ့တော့ဘယ်လိုလုပ်မလဲချင်းစကားလည်းရမ်းခတ်တယ်ဆိုတော့all youth I think you got okay today I'm gonna talk just highlight only because number one if you read the passage from the 2 Kings chapter 8 verses 8 to verses 8 to 37 and then
2 Kings chapter 8, verses 1 to 6. I just gonna talk and highlight, okay? So number 1, open the door, and then your heart always open to Jesus. With the Word of God, it means reading the Bible, communicating with God through prayer. And then number 2, God knows our needs. Sometimes we don't know, we just want this, that, but God knows what we need. We just want, but God knows what we need. That's why what we think we want may not always align with that we truly need with God's best plan for. And then number 3, when her son unexpectedly dead, the Shunammite woman immediate response, her first instinct, should be turned to God in prayer rather than immediately seeking solutions or solace from others. Sometimes if we have the problems, we used to go to this person, that person, or to our mom, our dad, and then someone else. But here, what God wants is, come to me. That's why whenever you face with problems, you face with problem, you face with you are in troubles time, and then always remember God is there for you, and then go first to God. And then number 4, and then this emphasis, the primary of our relationship with God as a source of strength and guidance during challenging times and situations. Number 4, although the situation is very bad, we have to prophesy the best. Example, I'm not good in education. We have to say, I'm very good at education. I'm outstanding person. I'm outstanding students. I want to go to Oxford University. Yeah. So we have to prophesy through our mouth. That is very important as well. And then number 5, we have to seek the presence of God. That is very important. Without you, God, I cannot go. Without you, Lord, I cannot do. Without you, Lord, I can't do anything. Just you have to seek the presence of God. You need to long for God's presence every day. And also, number 6, if you put your trust in God, if God is with you, everything will be back to you. Was dead in the past, all will be back life for you. Like the boy who's got life back in our life as well. You will think, my education is finished in here. I cannot do in here. But God can do everything for you. That's why just trust in the Lord. And then number 7, trust and obey. Whenever God say, we have to say yes and amen. God say, okay, my son, my daughter, put this one, left it, and then go this way. You have to say, no, God, this is my favorite one. This is my favorite one. I love to do this. No, God, if God say you have to live, you have to go, we have to say yes and amen. That's life is very important. That's why today I just talk the highlight only. Okay, thank you so much. Okay, အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့အရောက်စီတိုင်းပေါ်မှာဖျားသခင်ထူပဲကောင်းချီးပေးပါစေ